ဒီနေ့ခေတ်စီးပွားရေးခက်ခဲကြက်တဲနေတဲ့အချိန်မှာလုပ်ငန်းတွေပေးကုန်ကြပြီးလူတွေဟာနေ့စဉ်ရှင်သန်ရပ်တည်နိုင်မှုအတွက်နီလန်မျိုးစုံရှာဖွေနေကြရပါတယ်။ Framework အမည်ရတဲ့မိန်းကလေးတယောက်ဟာလည်းအလောက်ကထုတ်ပဲခံလိုက်ရပြီးတဲ့နောက်အိမ်ပြန်ရောက်ကမိသားစုရဲ့လုပ်ငန်းတွေကိုကိုညီလောက်ကင်ပေးနေခဲ့ပါတယ်။သူ့မိသားစုကစားတောက်ဆိုင်နဲ့ကုန်စုံဆိုင်တည်တည်လေးဖွင့်ထားတာပါ။စီးပွားရေးကြက်တဲမှုတံကိုဒီလုပ်ငန်းလေးတွေကလည်းရှောင်လွှဲလို့မရပဲဝင်ငွေတွေအရင်ကထက်အများကြီးလျှော့ကျသွားပါတယ်။အကျွေးတွေကလည်းလစဉ်ဆက်နေရတာဆိုတော့ဖွေမဟာစိတ်သက်ကြပြီးဘာလို့အောင်မှမသိဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ဖွေမဟာသူနဲ့ရင်းနှီးတဲ့တငယ်ချင်းဒေါင်းစီကိုဖုန်းဆက်ပြီးရင်ဖွင့်တိုင်ပင်ခဲ့ပါတယ်။ဒီကလာမှာဒေါင်းဟာအရင်ကနဲ့မတူပဲတိတိတတ်တာချမ်းသာကြွယ်ဝလာတာကိုဖွေမကသတိထားမိခဲ့ပါတယ်။ဒေါင်းကသူ့ရဲ့ချမ်းသာကြွယ်ဝမှုရလောအပ်ချက်ဟာဆရာကြီးတိုးစီကနေရခဲ့တဲ့အစွမ်းထက်ပစ္စည်းတစ်ခုကြောင့်ဖြစ်ကြောင်းဖင်ကိုဖွင့်ပြောခဲ့ပါတယ်။အဲ့ဒီပစ္စည်းကိုရပြီးကြတဲ့သူ့ဘဝဟာတိုးတက်လာခဲ့ပြီးထီထိုးတာတွေနဲ့ကန်ဆန်းတာမျိုးတွေမှာလည်းအမြဲတမ်းကန်ကောင်းနေတယ်လို့ဆိုပါတယ်။ဒီစကားတွေကိုကြားလိုက်ရတဲ့အခါပတ်စံအတွက်ရုန်းကန်နေရတဲ့ဖေမဟာအထိုးပင်စိတ်ဝင်စားသွားပြီးအရီစီယာနဲ့တွေးကျင်ကြောင်းဒေါင်းကိုပြောပြခဲ့ပါတယ်။နောက်ဆုံးတော့ဒေါင်းကနောက်နေ့မှာဖင်ကိုလိုက်ပို့ပေးဖို့သဘောတူခဲ့ပါတယ်။နောက်နေ့မနက်စောစောဒေါင်းဟာဖင်ကိုခေါ်ပြီးအခြားမျိုးနယ်တစ်ခုမှရှိနေတဲ့ပျော်ကားဆရာကြီးရဲ့ရုံးခန်းကိုခေါ်သွားခဲ့ပါတယ်။တော့ရှိမှတော့နှစ်ထပ်တစ်သားအိမ်အဟောင်းတစ်လုံးရှိနေပြီးပတ်ဝန်းကျင်ကတစ်တော်ကြီးနဲ့ဝေးလံခေါင်တီးတဲ့နေရာဖြစ်တာကြောင့်နှင်းလည်ပဲဖြစ်ပေမဲ့လည်းအလွန်တိတ်ဆိတ်ကထိတ်လန့်စရာကောင်းနေခဲ့ပါတယ်။အိမ်မော်တက်ကိုတက်လိုက်တဲ့အခါတကောလုံးဆေးမင်းကြောင်တွေနဲ့အဖိုးကြီးတယောက်ထိုင်နေတာကိုဖင်မြင်လိုက်ရပါတယ်။သူ့ပပတ်လည်မှာလည်းတပည့်တွေဝိုင်းရံနေပြီးအနောက်ဘက်မှာတော့ရတရားပစ္စည်းအမျိုးမျိုးနဲ့ပြည့်နေတဲ့ရစ်ပလင်တစ်ခုရှိနေခဲ့ပါတယ်။ဒေါင်းကချက်ချင်းထိုင်ခိုင်းလိုက်ပြီးတဲ့နောက်ပင်ကဆရာကြီးကိုချမ်းသာခြင်းကြောင့်စီဝါရီတိုးတက်ခြင်းကြောင့်တောင်းဆိုခဲ့ပါတယ်။ဆရာကြီးကခေါင်းငိမ့်ပြပြီးအဖြူရောင်ပိတ်စနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုထုတ်ပေးလိုက်ပါတယ်။ဖင်ကအဲ့ဒီပစ္စည်းကိုလှမ်းယူလိုက်ပြီးဆရာကြီးကအဲ့ဒါကိုမြင့်မြတ်တဲ့နေရာမှာတင်ပြီးကိုးကွယ်ဖို့နဲ့လိုချင်တာရှိရင်ဒီပစ္စည်းကိုဓာတ်ရိုက်ပြောဖို့မှာကြားလိုက်ပါတယ်။ဖင်ကတိတ်နာမလဲပေမဲ့စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါပြီ။အိမ်ပြန်ရောက်တဲ့အခါဖင်ဟာသူရထားတဲ့ပစ္စည်းကိုဖျားစင်ပေါ်မှာတင်ပြီးသူ့လိုချင်တာတွေကိုစူတောင်းခဲ့ပါတယ်။အဲ့ဒီညမှာပဲဖင်အိပ်ပျော်နေတော့ရုတ်တရက်သူ့ကိုယ်သူလေးလံထူပိုပြီးလှုပ်လို့မရဖြစ်နေတာကိုခံစားလိုက်ရပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအသားမဲမဲကြီးရဆိုတဲ့အဖွားအိုကြီးတယောက်ကသူ့ရှင်ဘက်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပြီးအဖွားကြီးကနင်ချမ်းသာခြင်းငါ့ကိုစားစရာအသားစိမ်းငါးစိမ်းတွေပေးပါငါဘိုက်စားတယ်လို့ပြောလိုက်ပါတယ်။ဖင်ဟာအသေးတန်အော်ဟစ်ပြီးလန်နိုးလာခဲ့ရာအာရောဟာအိမ်မဆိုးတစ်ခုသာဖြစ်နေတယ်ဆိုတော့ကိုတီးလိုက်ရပါတယ်။နောက်တစ်နေ့မနက်မှာဖင်ဟာအိမ်မထဲကအတိုင်းအသားစိမ်းနဲ့သွေးတွေကိုယူလာပြီးရစ်ပူစော်ပစ္စည်းကိုပေးလိုက်ပါတယ်။ကြောက်ရွံ့နေပေမဲ့လည်းဘသူကိုမှအားကိုးစရာမရှိတော့တာကြောင့်ဒီနီလန်ကိုဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာပဲဖင်နိုအိမ်ရဲ့စီးပွားရေးဟာတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ဆိုင်မှာမှာထားတဲ့ပစ္စည်းတွေလည်းအယောင်းဝယ်ကောင်းလို့ကုန်ခန်းသွားတဲ့အထိဖြစ်လာခဲ့ပါတယ်။ဖင်ဟာအရန်ပျော်ရွှင်သွားပြီးဒေါင်းကိုဖုန်းဆက်ပြောပြတော့ဒေါင်းကအဖွဲဖြစ်ရလို့ဆိုပါတယ်။ဒေါင်းကပိုပြီးများများကန်ဆန်းဖို့တောင်းဆိုကြည့်ဖို့ဖင်ကိုအကြံပေးခဲ့ပါတယ်။ဒါပေမဲ့ရစ်ပူစော်တဲ့ပစ္စည်းတွေပိုများများပေးရလိမ့်မယ်လို့လည်းပြောခဲ့ပါတယ်။ဖင်ကချက်ချင်းသဘောတူလိုက်ပါတယ်။ဖင်ဟာဒေါင်းရဲ့အကြံအတိုင်းအသားစိမ်းတွေပိုများများနဲ့ပူစော်ပြီးကန်ဆန်းဖို့ဆူတောင်းခဲ့ရနောက်ဆုံးမှထီကြီးပေါက်ပြီးကန်ဆန်းမန်လောကထဲကိုလုံးဝနှိမ့်မြုပ်သွားခဲ့ပါတယ်။အချိန်တွေကြာလာတာနဲ့အမျှဖင်ဟာဆူတောင်းတာတွေပိုများလာခဲ့ပါတယ်။တရက်ကဘာပဲတောင်းတော့သူကလုံးဝမငြင်းမဲရှာဖွေပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖင်ဟာမိမိကိုအဆင့်တိုးမြင့်ပြီးလက်မကိုဓာတ်နဲ့ချစ်ကထွက်လာတဲ့မိမိရဲ့သွေးကိုပါတရေကိုပါပူဇော်နေခဲ့ပါပြီ။ဒါပေမဲ့တနေ့မှာဖင်ဟာအကြောင်းမဲ့ဖျားနာလာခဲ့ပါတယ်။အခန်းထဲမှာလှဲလျောင်းနေတော့ရုတ်တရက်လက်ချောင်းထိတ်မှနာကျင်မှုကိုခံစားလိုက်ရပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပြီးအဖွားကိုတရေရဲ့ပုံရိပ်ဟာဖင်မရဲ့လက်ချောင်းထိတ်ကသွေးစားကိုစားတောက်နေတာကိုဖင်မြင်လိုက်ရပါတယ်။အဖွားကငါဘိုက်စားတယ်။နင်ကငါ့ကိုအရာရာပေးခဲ့တယ်။အခုငါ့ကိုနင်ပြန်ပေးရမယ်လို့ပြောလိုက်ပါတယ်။ဖင်ဟာအလွန်ကြောက်ရွံ့သွားပြီးအော်ဟစ်ဖို့ကြိုးစားပေမဲ့ဗဇက်သာဟာနိုင်ပြီးအတန်ထွက်မလာခဲ့ပါဘူး။အဖွားတို့တရေဟာဖင်ကိုစိုက်ကြည့်ရင်ရုတ်တရက်ဖင်စီကိုပြေးဝင်သွားပြီးဖင်လည်းသတိနဲ့သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာဖင်မြတ်မိခင်ဖြစ်သူဟာသမီးဖြစ်သူအခန်းထဲကထွက်မလာတော့တာကြောင့်စိုးရင်တကြီးနဲ့တကားခောက်ပြီးအခန်းထဲဝင်သွားခဲ့ပါတယ်။အခန်းထဲရောက်တာနဲ့ပုတ်စော်နံနေတဲ့အနမ်းတွေကတခါလုံးလွှားနေတာကြောင့်သူ့ရဲ့မိခင်ဟာနှာခေါင်းကိုပိတ်လိုက်ရပါတယ်
အဲနောက်သူမိခင်ဟာထိတ်လန့်စရာမြင်ကွင်းကိုတွေးလိုက်ရပြီးဖေမဟာတွေးလိမ့်လိမ့်နဲ့ထိုင်နေပြီးအသားစိမ်းတွေကိုအားရပါရစားတောင်းနေပါတယ်သူခန္ဓာကိုယ်ဟာပြောင်းလဲနေပြီးမျက်လုံးတွေကတငယ်ရင်ကျဲကတွေ့ဝေနေပြီးစားပြစီအရန်စားတယ်လို့တောင်းဆိုနေခဲ့ပါတယ်သူ့အမေဟာသမီးမတစ်ခုခုမှားယွင်းနေပြီဆိုတာကိုချက်ချင်းသိလိုက်ပြီးအိမ်ကြီးချင်းတွေကိုအကူကြီးတောင်းဖို့အပြေးလောထွက်သွားခဲ့ပါတယ်ဖေမကိုသတိလင့်နေတဲ့အခြေအနေနဲ့သူပူဇော်ခဲ့တဲ့ပစ္စည်းတွေနဲ့အတူဖုန်ကြီးเจ้าကိုခေါ်ဆောင်လာခဲ့ပါတယ်သူမိခင်ကဖြစ်ချောင်းကုန်းစိန်ကိုဖုံးတော်ကြီးကိုပြောပြခဲ့ပါတယ်သူကိုယ်တိုင်သမီးဖြစ်သူတရေမွေးထားမှသိရှိခဲ့ပေမဲ့လည်းရရှိလာတဲ့ငွေကြေးတွေကြောင့်မတားမြစ်ခဲ့တာဖြစ်ကြောင်းလည်းဝန်ခံခဲ့ပါတယ်ဖုံးတော်ကြီးကသူ့ရဲ့မိခင်ကိုပိတ်စားထုတ်လေးကိုဖွင့်ခိုင်းလိုက်ရာရွှေပြားလေးကတ်ထားတဲ့စနွင်းဝမျိုးအပိုင်းစာလေးကိုတွေးလိုက်ရပါတယ်အဲ့ဒါဟာတကယ်တော့တရေမွေးရမှာအသုံးပြုတဲ့ကောက်ရိုးပစ္စည်းဖြစ်ပါတယ်ဖုံးတော်ကြီးရဲ့ကျမသမီးလေးကိုကဲပါအောင်တနာပါလို့သူ့ရဲ့မိခင်ကငိုရိုတောင်းပန်နေခဲ့ပါတယ်ဖုံးတော်ကြီးကသမီးဟာဒီတရေနဲ့ကံကြမ္မာရေစက်ဆိုးချီနှောင်လိုက်ပြီးသူမရဲ့ကံကောင်းမှုတွေများမရှိရင်ဘယ်သူမှမကူညီနိုင်ဘူးလို့ပြောကြားခဲ့ပါတယ်သူမရဲ့မိခင်ဟာငိုကြွေးနေတော့မှပဲရုတ်တရက်ဖင်တတိပြန်လဲလာပြီးအော်ဟစ်ရုန်းကန်ပါတော့တယ်သူမရဲ့မိခင်ကသူမကိုအတင်းချုပ်ကင်ထားပါတယ်ဖုံးတော်ကြီးကလက်အုပ်ချပြီးဂါရမန်နန်တွေရွတ်ဆိုလိုက်ပါတယ်ပြီးနောက်မန်နန်ရွတ်ဆိုထားတဲ့ရေခွက်ကိုယူပြီးဖေမြက်ကိုပေါ်ကနေလောင်ချလိုက်ပါတယ်ဖေမဟာနာကျင်စွာအော်ဟစ်လိုက်ရင်အဲ့ဒီအခိုက်အတန့်မှာပဲအနက်ရောင်မြူခိုးတစ်ခုသူ့ခန္ဓာကိုယ်ထဲကနေထွက်လာပြီးအဖွားကိုတရေအသွင်ကိုပြောင်းသွားပါတယ်မျက်လုံးနှင်းကြီးတွေနဲ့ဒေါသကြီးဖုံးတော်ကြီးကိုစိုက်ကြည့်ရင်ဒီပစ္စည်းကငါပစ္စည်းသူမလိုချင်တာကိုငါပေးခဲ့တယ်ငါသူမကိုစားမှာဖုံးတော်ကြီးဘာမှလာပြီးမရှုံးနဲ့နော်လို့အော်ဟစ်လိုက်ပါတယ်ဖုံးတော်ကြီးကလည်းထပ်မံ၍လက်အုပ်ချီကဂါရာထပ်ရွတ်လိုက်ရာအဖွားကိုတရေဟာလည်းချိန်လောင်စွာအော်ဟစ်ပြီးတဲ့နောက်အနက်ရောင်မီခိုလုံးဖြစ်ပြန်ပြောင်းသွားကပူဇော်ထားတဲ့ကောက်ရိုးပစ္စည်းတွေကိုပြန်ဝင်သွားခဲ့ပါတယ်ဖုံးတော်ကြီးကချက်ချင်းပိတ်စကိုပြန်ထုတ်ပြီးပူဇော်ပွဲဆက်လုပ်ဖို့တင်စီလိုက်ပါတယ်အဖြစ်ပြက်တွေပြီးဆုံးသွားတဲ့အခါမိခင်နဲ့သမီးတို့ဟာဖုံးတော်ကြီးရဲ့အကြံပေးချက်အတိုင်းကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြပါတယ်ဖုံးတော်ကြီးကဖေမကိုသူမရဲ့ကံကြမ္မာကမကုံသေးတဲ့ကံကောင်းမှုတွေရှိနေသေးတဲ့အတွက်ကြောင့်အသက်ကိုကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှဖေမဟာပုံမှန်အတိုင်းဘဝကိုပြန်လည်ရှင်သန်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာသူမရဲ့တငယ်ချင်းဒေါင်းရဲ့သတင်းစိုးကိုကြားလိုက်ရပါတယ်ဒေါင်းဟာရုတ်တရက်နှလုံးရက်ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်ခန္ဓာကိုယ်စစ်ဆေးချက်အရဒေါင်းရဲ့အတွင်းပိုင်းအင်္ဂါတွေဟာပြင်းထန်စွာပျက်စီးနေကြောင်းတွေ့ရှိရပါတယ်ဖေမဟာအလွန်တရာတုန်လှုပ်သွားပြီးဖုံးတော်ကြီးကကယ်တင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင်တငယ်ချင်းဒေါင်းလိုပဲအဆုံးသက်ဆိုးနဲ့ကြုံတွေ့ရမှာဖြစ်ကြောင်းသိရှိနားလည်သွားခဲ့ပါတယ်